ပြင်ဝါလာတယ်လို့ပိန်ဝါလိုက်တာလို့မလုပ်အောင်နော်အဲ့လိုစကားလုံးမျိုးလုံးဝမမေးပါဘူးနော်ရှောင်းလာကားစမောကစကားပြောပြီးစကားပြောပြီးကြတော့သူ့ရဲ့ရှိပြီးရောစီဒီကဒီတိုင်းပဲသပင်းပဲဒီတော့တောက်ချောက်ပြက်နေပဲကားစမောကပြက်တယ်ဒီလိုမှန်နေနေကြည့်နေကားစမောကပြင်းနေအဲ့သူ့ရဲ့စိတ်ကလည်းမြို့ရှိမှာရောက်ရောက်ပြင်းရရောက်ရောက်ပြင်းစရာကြီးကွာဟုတ်ကဲ့ဒီလာကြတယ်ဒါဆိုစကားပြောပြီးတော့ဒီကကိုလည်းကိုတက်စမီသွားပြီဒီကြောင်းလေးနည်းလေးမေးလို့မရဘူး။လည်းသွားပြီးတော့ကိုလာတာဘလောက်လဲလို့သွားပြီးမရဘူး။အဲ့တော့ရှော့ရှိနော်။ Okay ။အဲ့တော့ကစကားလေးပြောပြီးတော့ညက်ပြရမယ်။ဒီတော့ဒီမှာညက်။哎呀，你就过来，有个啥子？身边都把那个是，谁吧？有身边是不是？然后来解释နော်။ကားစမောသွားပြီးတော့ဒီတော့ကြားပြီလား။ဘလောက်လဲ။ဒါကဘလောက်ရပြီလဲလို့မလို့အောင်နော်။အဲ့ဒါမေးရအောင်နော်။ပြင်ဝါလာတယ်လို့ပိန်ဝါလိုက်တာလို့မလို့အောင်နော်။အဲ့လိုစကားလုံးမျိုးလုံးဝမမေးပါဘူးနော်။ရှောင်းလာ။အတိထားမှာက body shaming လုပ်တဲ့စကားလုံးလုံးဝမမေးပါဘူး။နော် body shaming လုပ်တဲ့စကားလုံးတွေတော့မပေါ်ပါနဲ့။နှစ်ခုပြောင်းနေဆိုရင်တော့မှနှစ်ခုပြောင်းလိုက်တော့သွားပြောလို့မရဘူးနော်ကားဆိုင်ပါတော့မဟာလေးပါလာတယ်မဟာလေးရှိရနော်မဟာလေးရှိမဟာဆိုရင်ကြီးတာလေကြီးတိုင်းလို့လည်းမဟာလို့ပြောလို့မကြိုက်ဘူးလားကြိုက်တယ်ကြိုက်တယ်နော်အဲ့ဒီတတိထားမှာနော်သွားပြီးတော့စကုန်းနေသားလည်းမျိုးနှစ်ခုပြောင်းရတာသွားပြောလို့မရဘူး